ဆီကိုမှာယထာလန်းချုံမှုဖြစ်ပြီးတော့တရားစင်ကျော်သေးဆုံးမက္ကဆီကိုနိုင်ငံမှာယထာတစီတန်လန်းချော်ထွက်သွားရကတရားစင်ကျော်သေးဆုံးပြီးတော့100နီးပါးတရားရရှိသွားခဲ့ပါတယ်မက္ကဆီကိုနိုင်ငံအနောက်တောင်ပိုင်းမှာရှိနေတဲ့အော်ဆာကာဒေသမှာဒီဇင်ဘာ28ရက်နေ့ကယထာမတော်တဆမှုဖြစ်ပွားခဲ့တာပါမက္ကဆီကိုပင်လယ်ကွေးနဲ့ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းကြားကိုဖြတ်တန်းဖောက်လုပ်ထားတဲ့ယထာလမ်းပေါ်ခုံမောင်းနေတဲ့ယထာပေါ်မှာခီးတဲ့242ဦးနဲ့အမှုရန်9ဦးလိုက်ပါလာခဲ့တယ်လို့သိရပါတယ်ဒီဇင်ဘာ29ရက်မနက်ပိုင်းထိအခြေအနေအရသေဆုံးသူ17ဦးထိရှိခဲ့ပြီး68ဦးကဒဏ်ရာရခဲ့ကြောင်းအဲ့ဒီထဲက36ဦးကအတွင်းလူနာဖြစ်တဲ့ဆေးရုံတက်ကုသမှုခံယူနေရကြောင်းကယ်ဆယ်ရေးကဏ္ဍမှာပူးပေါင်းကူညီခဲ့တဲ့မက္ကဆီကိုရေတပ်ကပြောပါရယ်လီဇန်နာမြို့နာကလမ်းခွေတနေရာမှာယထာတိမ်မောက်ခဲ့တာဖြစ်ပြီးအကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးနေစေလို့ရှင်းနေကြုံရုံကထုတ်ပြန်ထားပါရယ်ဈေးရုံတက်နေရသူတွေက9ဦးရဲ့အခြေအနေကတော့စိုးရိမ်နေရတယ်လို့မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်ပွမ်းကပြောပါရယ်သူဟာတေဆုံသူတွေရဲ့မိသားစုတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုကူညီဖို့ထိပ်တန်းအစိုးရအရာရှိတွေကိုအော်ဆာကာပြည်နယ်စီဆေလွတ်ထားကြောင်းပြောပါရယ်တိမ်မောက်ခဲ့တဲ့ယထာမှာစကောင်း2ခုနဲ့ခီးဆက်တင်ယထာတွေ4ခုပါဝင်တယ်လို့သိရပါရယ်အော်ဆာကာပြည်နယ်အုပ်ချုပ်ရေးမှူးဆာလိုမွန်ဂျာရာခရုစ်ကပြစ်ပြတ်ခဲ့တဲ့ကိစ္စအတွက်အထူးဝမ်းနည်းကြေကွဲမိကြောင်းကြေညာခဲ့ပြီးတော့စုံစမ်းစစ်ဆေးမှုတွေမှာပြည်နယ်အစိုးရအရာရှိတွေကဖက်ဒရယ်အစိုးရအာဏာပိုင်တွေနဲ့ပူးပေါင်းကူညီပေးနေရလို့ထုတ်ပြန်ခဲ့ပါတယ်ယထာတိမ်မောက်မှုဖြစ်ခဲ့တဲ့ယထာလန်သေးကိုဒေသရဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုအရှိန်အဟုန်မြင့်တင်နိုင်စေဖို့ရည်ရွယ်ပြီးလွန်ခဲ့တဲ့2နှစ်ကစတင်ဖွင့်လှစ်ခဲ့တာလို့သိရပါတယ်